င်္ဂလာပါနော်ဒီနေ့ကတော့ကိုပိုင်ရက်တီမှုမစသေးတဲ့အိမ်အောင်စင်အမျိုးသမီးလေးတို့မူကပြောပြချင်ပါတယ်နော်တချို့ရှိပါတယ်နော်ကိုယ့်ရဲ့အမျိုးသားပတ်စံနေအများကြီးရှာနိုင်တယ်ကိုယ့်ကိုလည်းပတ်စံနေအပုံလားအပ်တဲ့သူတိုးတော့အဲ့ဒီပတ်စံတွေကကိုယ့်ရဲ့တကိုယ်ရည်တကာရသုံးဖို့ဆွဲဖို့ကြတော့ကိုယ်စိတ်ကြိုက်သုံးခွင့်မရှိတဲ့အိမ်အောင်စင်အမျိုးသမီးလေးတွေအများကြီးရှိတချို့ယောက်ျားတွေကလေပတ်စံနာအပ်ထားတာသုံးခွင့်မပေးဘူးရှိတယ်နော်တကယ်ရှိတယ်သူတို့သုံးချင်တာတော့သူတို့သုံးမယ်နော်ဒါပေမဲ့မိန်းမကိုသုံးခွင့်မပေးမိန်းမအင်ဂျီလိုချစ်ချစ်ဖက်လိုချင်းချင်းနော်တခုခုလိုချင်တော့အစီရင်ခံစာတင်နေရတယ်သူတို့သဘောကျမှသူတို့စိတ်ကြည်ပြီးမှဝယ်ပေးတဲ့ဟာမျိုးရှင်ဝယ်ပေးရင်လည်းတပြစ်တောက်ပြောမဆုံးတာရှိတယ်စိတ်ကုတာတောင်မှပြောပြီးကုရတဲ့အိမ်အောင်တဲ့အမျိုးသမီးတွေအများကြီးရှိတယ်အဲ့တော့မိုးပြောချင်တာလက်ဖြန့်တောင်းသုံးပြီးမျက်နှာငယ်ပြီးတောင်းသုံးနေရတဲ့ဘဝမှာပြောနေတာမပြောဘူးမလားမပြောဘူးဆိုဘာလုပ်ရမှာလဲကိုယ်နိုင်ပတ်စံရအောင်လုပ်ရမယ်လက်ဖြန့်တောင်းရတဲ့အချိန်မှာသူတို့မျက်နှာကြည့်ရသေးတယ်ဟမ်ကြည်ပြူနေလားမကြည်ပြူလားကြည့်ရသေးတယ်ကိုလည်းတိမ်နေရတယ်စိတ်လည်းဆင်းရဲရတယ်ငွေပုံကြည့်ပြီးမသုံးရတဲ့ဘဝမှာနာကျင်ရတယ်အဲ့တော့အဲ့ဘဝကိုအဖြစ်မခံနဲ့ဒီနေ့ခေတ်ကပတ်စံချလို့အလွယ်ဆုံးခေတ်နော်ကိုလည်းဖုံးသုံးနေတယ်ဆိုဒီဖုံးတွေကပတ်စံချလို့ရတဲ့ဟာလေးတွေချလေလာလေတင်ယူလေနောက်ပြီးမိုးပြောချင်တဲ့အမျိုးသမီးလေးတွေတက်မွေးပညာတစ်ခုတော့တက်အောင်တင်ပြီးဝိုင်းကိုယ်တိုင်လုံနိုင်အောင်လို့ဒီနေ့ခေတ်မှာစက်ပြစီတွေရောင်းပြီးတော့ရက်ွက်ထဲမှာပတ်စံချလို့ရတယ်ဟုတ်လားအဝတ်အစားလေးဆိုတာဈေးနည်းနည်းလေးနဲ့ယူပြီးတော့ဖောက်တယ်ပေးပြီးရောင်းလို့ရတယ်ဟုတ်လားပတ်စံကိုတင်းကို10ကနန်းရာကနန်းရှိမှလုပ်ငန်းစားလို့ရတဲ့ခင်မဟုတ်တော့ဘူးလीနော်နည်းနည်းလေးနဲ့လည်းစားလို့ရတဲ့ခင်မှာကိုယ့်ရဲ့တကိုယ်ရဲ့တခါရအသုံးဆောင်လေးတွေစိတ်ကြိုက်ဝင်နိုင်ဖို့အတွက်ကိုယ့်ရဲ့ပတ်စံအထက်မှာကိုယ့်စိတ်ကြိုက်နော်ဟိုပတ်စံလေးတွေထုတ်သုံးနိုင်တဲ့ဘဝရောက်ဖို့အတွက်နော်ကိုယ့်ရဲ့စိတ်ချမ်းသာမှုပါပတ်စံနဲ့နော်ကိုယ့်ရဲ့အိတ်ထဲမှာပတ်စံလေးတွေထည့်ထားနိုင်ကိုစိတ်ချမ်းသာနေဆိုအဲ့ဒီဘဝရအောင်စူးစမ်းကြပါလို့မျိုးကအကြံပေးစင်တယ်